ထိုလေးပေါ့နော်အဲ့တော့3ကျိုး9ကွက်ပြီးရင်3ကျိုး9ကွက်2ကျိုး10ကွက်ပြီး2ကျိုး10ကွက်ပြီးရင်1ကျိုး9ကွက်1ကျိုး10ကွက်ဒီမှာ2ကျိုး10ကွက်2ကျိုး10ကွက်1ကျိုး9ကွက်အားလုံးပေါင်းလိုက်တော့ဆိုလာဒိုဒိုရေမီဆိုပြီးရင်ဒိုရေမီဒီအားလုံးပြန်ပေါင်းလိုက်တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာ3ကျိုး9ကွက်2ကျိုး10ကွက်4ကျိုး9ကွက်ကနေ9ကွက်ကို slide ဆွဲမယ်ပြီးရင်4ကျိုး5ကွက်4ကျိုး9ကွက်ဒီနောက်ဆုံးလေးကဒီမှာ3ကျိုး9ကွက်ဒီမှာပူလို့စလေးပါမယ်ပြီးရင်